င်္ဂလာပါကျွန်တော်များကိုစမိုင်းကျွန်တော်ဒီရက်ပြန်ပါလောက်ပြအောင်လို့ကျွန်တော်ဒီနေ့ကျွန်တော်ပတ်လို့ပြအောင်လို့ကျွန်တော် PS2 game ဆက်လေးကိုကျွန်တော်လုပ်ပြအောင်ပါပေါ့နော်ကျွန်တော်ဖုန်းရွယ်စာလေးနဲ့ပို့လုပ်ပြရမယ်လို့ကျွန်တော်ကြည့်လိုက်အောင် game ကိုတူလဲသုံးစောခြင်း iPhone ကျွန်တော်ပုံစံဒီဒီဝင်နောက်ကျရင်ကိုကြိုက်တယ်မှာဒီအားကြပြလာကျွန်တော်ဒီ item ဆိုရ item နော်ကူကနေကျွန်တော်အဲ့ဒါကိုဒီမှာကိုကြိုက်တဲ့ပုံစံလေးရွေးလိုက်ကျွန်တော်တို့ပြန်ကြည့်ကျွန်တော်ပြန်လာယူလူလေးရလာဟာလေးယူလိုက်နောက်ကျရင် game ဆိုတဲ့ဒီဒါလေးယူလိုက် game trap ပို့ဆိုတဲ့Play Store မှာကူလိုက်ပါပြီးသားလူကြီးကလည်းပါလိုက်game ကိုဝင်လိုက်ရင်ဒီလေးဖြစ်သွားမှာပေါ့နော်အားလေးကျွန်တော်လည်းပြောပြဖြစ်ပါတယ်အဲကြရင် game ချက်လေးနဲ့တူရပါပြီကျွန်တော်ဆော်တဲ့ game ကြီးပါဒီထည့်လာပါတယ်အဲ့တော့ view ကြည့်လို့ရတဲ့ဟာပါဒီထဲမှာလာတဲ့ရကျွန်တော်တို့ TikTok ပုံနဲ့ဒါမဲ့ဝင်လို့ရတယ်နောက်ကျရင်ဒီရဲဝင်နေကျွန်တော် game ကြီးပါလေးဆော်နည်းနည်းစမှုဖြစ်တယ်ပေါ့နော်ဒီဆော်လိုက်ပေါ့နော်ကျွန်တော်ထဲလို့ရတယ်အပေါင်းနဲ့သွားဝါနဲ့ကိုကြဲတဲ့ဟာစာကြည့်ရလို့ကတ်လို့ထည့်လို့ရတယ်ဒါပါပဲတဒါ